ကိုရင်လေးတစ်ပါးဟာမြစ်ပေးမှာငါးသေးသေးလေးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်သူဟာအဲ့ဒီငါးလေးကိုကြောက်ခဲတစ်လုံးနဲ့ချီနှောင်ပြီးရေထဲကိုပြန်လွတ်လိုက်ကငါးလေးခန့်များရှေ့ကိုကူးခတ်ဖို့အသေးအတန်ရုန်းကန်နေရတာကိုကြည့်ပြီးအလွန်ပဲသဘောကျပျော်ရွှင်နေခဲ့ပါတယ်နောက်ထပ်လည်းဖားတစ်ကောင်ကိုထပ်မံဖမ်းဆီးပြီးသူ့ရဲ့ကိုယ်ပေါ်မှာကြောက်ခဲတစ်လုံးကိုထပ်ပြီးချီနှောင်လိုက်ပြန်ပါတယ်သူကဖားလေးကိုရေထဲကိုပစ်ချလိုက်တဲ့အခါလေးလံတဲ့ကြောက်ခဲကြီးကဖားလေးကိုရေအောက်ခြေစီကိုချက်ချင်းဆွဲချသွားခဲ့ပါတော့တယ်ဖားလေးခန့်များရေအောက်မှာအသေးအတန်ရုန်းကန်ခုန်ပြန်နေတာကိုကြည့်ပြီးကိုရင်လေးဟာတနာညတာစိတ်အနှဲငယ်များတော့မရှိခဲ့ပါဘူးသူ့ရဲ့ဆရာဖြစ်သူဆရာတော်ကြီးဟာဒါရီအားလုံးကိုအဝေးကနေလှမ်းမြင်နေခဲ့ရပေမဲ့လည်းတားဆီးဖို့အတွက်ဘာမှထုတ်ဖော်မပြောခဲ့ပါဘူးအဲ့ဒီအစားဆရာတော်ကြီးဟာလေးလံတဲ့ကြောက်တုံးကြီးတစ်တုံးကိုကောက်ယူပြီးတိတ်ဆိတ်စွာပဲထွက်ခွာသွားခဲ့ပါတော့တယ်အဲ့ဒီနေ့ညမှာတော့ကိုရင်လေးနှစ်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာဆရာတော်ကြီးဟာအလားတူနီလန်းကိုပဲအသုံးပြုပြီးကိုရင်လေးရဲ့ကြောပြင်ပေါ်မှာလေးလံတဲ့ကြောက်တုံးကြီးကိုကျိုးနဲ့တိတ်တဆိတ်ချီနှောင်လိုက်ပါတယ်နောက်တနေ့မနက်ကိုရင်လေးနိုးလာတဲ့အခါမှာတော့အိယာကနေထားဖို့အတွက်ဘလို့မှမဖြစ်နိုင်တော့တာကိုသိရှိသွားခဲ့ရပါတယ်သူကသူ့ရဲ့ဆရာတော်ကိုကြောက်တုံးကြီးဖြုတ်ပေးဖို့ငိုယိုတောင်းပန်ခဲ့ပေမဲ့ဆရာတော်ကြီးကတော့ကြောက်တုံးကြီးကိုကြောပိုးထားရင်းမတက်ရက်ပြီးလမ်းထဲငယ်လျှောက်ပြဖို့သာအမိန့်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကျမှသာဒီလိုမျိုးအနှောင်ဖွဲ့ခံရတဲ့ခံစားချက်ဟာဘလောက်တောင်မခံမရက်နိုင်အောင်ဆိုးရွားလာတယ်လဲဆိုတာကိုကိုရင်လေးကိုယ်တိုင်နားလည်သွားခဲ့ပါတော့တယ်သူဟာဆရာတော်ကြီးကိုအမှန်တကယ်နောက်တရားစွာနဲ့တောင်းပန်ခဲ့ပေမဲ့ဆရာတော်ကြီးကတော့သူကြောက်ခဲချီခဲ့တဲ့တိရစ္ဆာန်တွေကိုမြစ်ထဲမှာပြန်လည်ရှာဖွေပြီးကြောက်ခဲတွေကိုအကုန်လုံးလိုက်လံဖြုတ်ပေးရမယ်လို့မိန့်ကြားခဲ့ပါတယ်တကယ်လို့သာအဲ့ဒီတိရစ္ဆာန်တွေကတကောင်ကောင်ဟာသူ့ကြောင့်တေဆုံးသွားခဲ့ရင်အဲ့ဒီကြောက်တုံးကြီးဟာသူ့ရဲ့ကြောပေါ်မှာထာဝရတည်ရှိနေမှာဖြစ်ပါတယ်ကိုရင်လေးဟာအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်သူဟာလေးလံတဲ့ကြောက်တုံးကြီးကိုထမ်းပိုးထားရင်းမျက်စီကိုအပြေးလွှားသွားခဲ့ပြီးရေထဲမှာတိရစ္ဆာန်တွေကိုအသေးအတန်လိုက်လံရှာဖွေခဲ့ပါတယ်ကံကောင်းထောက်မစွာပဲဖားလေးကတော့အသက်ရှင်နေသေးတာကြောင့်သူဟာကျိုးကိုအမြန်ဖေပြီးရေထဲကိုပြန်လွတ်ပေးခဲ့ပါတယ်ဒါပေမဲ့ကြောက်ခဲကြီးနှောင်ချင်းခံခဲ့ရတဲ့ငါးကလေးကိုရှာဖွေတွေ့ရှိတဲ့အချိန်မှာတော့ငါးကလေးဟာတေဆုံးသွားခဲ့ရှာပါပြီဒါကိုမြင်တွေ့လိုက်ရတဲ့အခါကိုရင်လေးဟာရင်ခွဲမတက်ငိုကြွေးမိပါတော့တယ်မိမိရဲ့ခဏတာပျော်ရွှင်မှုအတွက်မစင်မကျင်စော့ကစားခဲ့တဲ့လုပ်ရက်ဟာဒီလောက်အထိကြီးမားတဲ့အမှားကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့သူဘယ်တော့မှမျှော်လင့်မထားခဲ့လို့ပဲဖြစ်ပါတယ်ကိုရင်လေးတိတိကျကျသင်ခန်းစာရသွားတာကိုမြင်တွေ့ရတဲ့အခါမှသာဆရာတော်ကြီးဟာသူ့ရဲ့ကြောပေါ်ကကြောက်တုံးကြီးကိုပြန်လဲဖြုတ်ပေးခဲ့ပါတယ်နှစ်ပေါင်းများစွာဟာအလင်းအမြန်ပဲကုံဆုံးသွားခဲ့ပြီးကိုရင်လေးဟာလည်းအရွယ်ရောက်တဲ့ဘုန်းကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်တနေ့မှာတော့အမျိုးသမီးငယ်တစ်ယောက်ဟာကျမ်းမာရေးအခြေအနေကြောင့်ကျောင်းတော်စီကိုခစ်တလာရောက်တဲ့ခုခဲ့ပါတယ်ဒါဟာရဟန်းပြိုလေးအတွက်ပုံမကြီးမားတဲ့အမှားတစ်ခုကိုကျူးလွန်မိဖို့အစပြိုးခြင်းဖြစ်လာခဲ့ပါတော့တယ်တနေ့ညမှာတော့အဲ့ဒီအမျိုးသမီးငယ်အိပ်ပျော်နေစဉ်မှာရဟန်းပြိုလေးဟာစောင်းအောက်ထဲကိုသူ့ရဲ့လက်ကိုတိတ်တဆိတ်ရှို့သွင်းဖို့ကြိုးစားခဲ့ပါတယ်အမျိုးသမီးငယ်ဟာထိတ်လန့်နိုးကြအားလာခဲ့ပြီးရဟန်းပြိုလေးရဲ့ပါးကိုလက်ဝါးနဲ့ဖျက်ရိုက်လိုက်ပါတော့တယ်ရဟန်းပြိုလေးဟာမိမိအနေနဲ့မြတ်စွာဘုရားရှင်ရဲ့တိတ်ခါပုတ်တွေကိုဖောက်ဖျက်ကျူးလွန်မိပြီဆိုတာကိုသိရှိသွားခဲ့ရပါတယ်။သူဟာဘုရားရုပ်ပွားတော်အရှိမချက်ချင်းတူးထောက်ပြီးအချိန်ချင်းခါခါနောင်တရစွာဝင်ချတောင်းပန်နေခဲ့ပါတယ်။မိန်းကလေးကသူ့ကိုစိတ်မကောင်းဖြစ်ပြီးနှစ်သိမ့်ဖို့ရှေ့ကိုတိုးလာတဲ့အချိန်မှာပဲဆရာတော်ကြီးဟာတကားကိုရုတ်တရက်တွန်းဖွင့်ပြီးဝင်ရောက်လာခဲ့ပါတယ်။ရဟန်းပြိုလေးဟာအပြစ်ရှိစိတ်တွေပြည့်နေနေတာကြောင့်ဆရာတော်ကြီးမိမိကိုမရိပ်မိပါစေနဲ့လို့စိတ်ထဲကနေအသေးအတန်ဆူတောင်းနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုထိမ့်သိမ်းရမယ့်အစားအဲ့ဒီညမှာပဲသူဟာပုံမိုရဲတင်လာခဲ့ပါတယ်။သူဟာမိန်းကလေးရဲ့အိပ်ရာထဲကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပြီးဒီတစ်ချိန်မှာတော့စီကံအားလုံးကိုလုံးဝကြော်လုံးဖောက်ဖျက်ပစ်လိုက်ပါတော့တယ်။ဆရာတော်ကြီးမသိရှိစေဖို့အတွက်သူတို့နှစ်ဦးဟာလှေတစင်းကိုစီးနင်းပြီးရေကန်ကြီးရဲ့အလဲခေါင်စီကိုတိတ်တဆိတ်ထွက်ခွာသွားခဲ့ကြပါတယ်။နောက်တနေ့မနက်ဆရာတော်ကြီးအပြင်ကိုထွက်လာတဲ့အခါရေကန်အလဲကလှေပေါ်မှာအတူတူရှိနေကြတဲ့သူတို့နှစ်ဦးကိုလှမ်းမြင်တွေ့သွားခဲ့ပါတယ်။ဆရာတော်ကြီးဟာလှေကိုကုန်းပေါ်ဆွဲတင်ပြီးလှေရဲ့အောက်ခြေကတစ်သားအဆုရှင်ကိုဖြုတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဆရာတော်ကြီးဟာကျောင်းတော်စီကိုပဲလှည့်ပြန်လာခဲ့ပါတော့တယ်။လှေထဲကိုရေတွေတဖြည်းဖြည်းပြည့်ရှံဝင်ရောက်လာတဲ့အခါမှသာအိပ်ပျော်နေတဲ့သူတို့နှစ်ဦးဟာထိတ်လန့်နိုးကြလာခဲ့ကြပါတယ်။ရဟန်းပြိုလေးဟာဆရာတော်ကြီးမိမိတို့အမားကိုသိရှိသွားပြီဆိုတာကိုနားလည်သွားခဲ့ပါတယ်။သူဟာကျောင်းတကားဝမှာဒူးထောက်ပြီးဆရာတော်ကြီးကိုခွင့်လွှတ်ပေးဖို့ငိုယိုတောင်းပန်ခဲ့ပေမဲ့ဆရာတော်ကြီးကတော့ဒီအချစ်ဇလံကိုအမြန်ဆုံးမေ့ဖြောက်ရမယ်လို့သာသတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဆရာတော်ကြီးဟာလှေကိုကိုယ်တိုင်စီးပြီးအဲ့ဒီမိန်းကလေးကိုကျောင်းတော်ကနေအဝေးကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။ရဟန်းပြိုလေးဟာဖျားရုပ်ပွားတော်အရှိမပရိတ်တရားတော်တွေကိုပြုတ်ဖက်ပူဇော်ပြီးပြစ်ဒဏ်ပေးခြင်းခံခဲ့ရပေမဲ့သူ့ရဲ့ရင်ထဲမှာတော့အချစ်စိတ်တွေကနှဆိုင်စွာအမြင့်တွယ်နေခဲ့ပါပြီ။သူဟာဆရာတော်ကြီးနောက်ကိုအပြေးလိုက်သွားပြီးမိန်းကလေးကိုကျောင်းမှာပဲဆက်လက်ထားရှိပေးဖို့တောင်းပန်ခဲ့ပေမဲ့ဆရာတော်ကြီးကတော့လုံးဝလက်မကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ရဟန်းပြိုလေးဟာနေရောညပါအိတ်မပျော်နိုင်ပဲတောကရောက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်ဆရာတော်ကြီးအိပ်ပျော်နေတဲ့အချိန်မှာသူဟာဖျားရုပ်ပွားတော်တဆူကိုချီပိုးပြီးကျောင်းတော်ကနေထာဝရထွက်ခွာသွားခဲ့ပါတယ်သူလုံးဝမသိရှိခဲ့တာကတော့ဆရာတော်ကြီးဟာအမှန်တကယ်အိပ်ပျော်နေတာမဟုတ်ပဲရဟန်းပြိုလေးကျောင်းကနေထွက်သွားတာကိုတိလျက်နဲ့မတားဆီးပဲလွှတ်ပေးခဲ့တာဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက်မှာတော့ဆရာတော်ကြီးဟာသတင်းစာတစ်စောင်ထဲမှာရဲတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့အလိုရှိသူရာဇဝတ်ကောင်ဝရမ်းစာရွက်ကိုမြင်တွေ့လိုက်ရပါတယ်။သူဟာတစ်ချက်ကြည့်ုံများနဲ့တင်အဲ့ဒီလူဟာလွန်ခဲ့တဲ့10စုနှစ်ကျော်ကကျောင်းတော်ကနေထွက်ခွာသွားခဲ့တဲ့သူ့ရဲ့တပည့်ရဟန်းပြိုလေးဖြစ်နေမှန်းချက်ချင်းမှတ်မိသွားခဲ့တာကြောင့်ရင်ထဲမှာအလွန်ပဲစိတ်မကောင်းဖြစ်ပြီးကံကြမ္မာရဲ့ဝတ်ကြွေးတွေအပေါ်တက်ပြင်းချမိပါတော့တယ်ဗျာ။